အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် ANH ဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိတောင်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ရင်းနဲ့စတူဒီယိုတစ်ခုလည်းဖွင့်ထားပါတယ်ကျွန်တော်ဒီရက်ပိုင်းတချင်းလေးတစ်ပုတ်တင်ဖို့ရှိပါတယ်ဥမာ record နဲ့တင်ပါပေါ့လေဒီတချင်းလေးနေမီကတော့ကျွန်တော်စိတ်ကူးຫນွေလို့ခေါ်ပါတယ်ဒီတချင်းကိုရေးပေးတဲ့သူကတော့ကျွန်တော်တို့ရဲ့ချစ်ဆုံးကိုကြီးကိုကွာလို့ခေါ်ပါတယ်ကိုကွာဒီတချင်းဘယ်လိုစိတ်ကူးနဲ့အများရေးဖြစ်လဲပေါ့နော်ကျွန်တော်တစ်ချက်လေးအကြမ်းပြင်းလေးပေါ့နော်ကျွန်တော်ပြောပြလို့ရမှာဒီတစ်ချက်ကဘယ်လိုလဲဆိုတော့ကိုเจ้าကိုရေးထားတာပေါ့နော်ဟုတ်အဲ့ဒါကိုရီးယားမှာဆိုတော့လေအလုပ်တစ်ဖက်နဲ့အားတဲ့ချိန်မှာရေးဖြစ်တာကိုလည်းစိတ်ကြည်တဲ့ချိန်ရှောက်ရေးကောက်ရေးလိုက်တာပဲကိုเจ้าပေါ့နော်ဒါပေမဲ့စိတ်ကူးရင်ထားတဲ့ဟာတွေစိတ်ကူးတာရင်ပြီးတော့မဖြစ်လာတဲ့ဟာတွေမဖြစ်နိုင်တဲ့ဟာတွေပူတောင်တဲ့ဟာတွေပါတော့ဆုတ်ချက်ခတ်နေတာတွေဟုတ်ကဲ့အဲ့ဒါတွေအဲ့အကြောင်းတွေရေးထားတာအော်ဒါမဲ့စကားမဆက်ဒီချင်းကကိုကကျွန်တော်လုံခဲ့3နှစ်တုန်းကကျွန်တော်ခန်းဒီစတူဒီယိုငယ်လေးကိုအလဲလာတဲ့အချိန်မှာကိုကကျွန်တော်ဂီတာလေးနဲ့ဟိုလိုဂီတာလေးနဲ့ကျွန်တော်တီးပြရတယ်ဗျာတီးပြတော့တန်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 အဲ့လိုပုံစံလေးကျွန်တော်ကြားလိုက်တာနဲ့ဗျာဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်ကအဲ့ဒီချင်းကျွန်တော်လိုချင်ကိုကဒီချင်းကျွန်တော်ပေးဗျာကျွန်တော်ပေးဗျာကိုကလည်းမင်းယူပေါ့လေအဲ့လိုပုံစံလေးပြောဗျာမထင်ဘူးကိုကလည်းကျွန်တော်ပြောမှဆိုရင်တချင်းလုံးဖြစ်မယ်လို့မထင်ဘူးဗျာလုံးဖြစ်မယ်မထင်ဘူးမထင်တော့ကျွန်တော်ကလည်းစိတ်ကူးဒီချင်းထုတ်မယ်ပေါ့ကိုယ်စိတ်တမှာတော့ရှိတယ်ဒါမဲ့ကျွန်တော်တီးဖို့ပါဖို့ကျွန်တော်စဉ်းစားတဲ့အချိန်မှာကျွန်တော်အဲ့ချိန်မှာကျွန်တော်ဒီတကီးကကိုအောင်တို့ကျွန်တော်ပြေးပြီးတော့တွေးမိတာပေါ့လေကိုတကီးကကိုအောင်တို့ကျွန်တော်စာပို့ကြည့်တယ်ဒီချင်းကျွန်တော်တီးချင်တာပေါ့ဘလို့လေးအဆင်ပြေတယ်ပေါ့နော်ကျွန်တော်အဲ့ကျွန်တော် refresh studio ပေါ့နော်အခုကျတော့တို့ထိုင်းကိုပြောင်းသွားတယ်ပေါ့လေအဲ့ကျွန်တော်အဲ့တော့တီးဖြစ်သွားတာပေါ့လေဒီချင်းကလေတီးတော့လဲဟိုပြောမယ်ဆိုရင်ဟိုစိတ်တန်တော့ကြာပါတယ်ကိုကနေနေရောကြိုက်တယ်အတီးပိုင်းshare ပဲအဲ့ဒီဂီတာဒီမှာအောင်ကိုအောင်မောနော်အောင်တော့ Bosco လို့ဆိုတည်တယ်ကို Bosco လို့အရင်ကတည်းကတည်တယ်ကိုရီးယားမလာခင်ကတည်းကတည်တယ်ဟုတ်ကဲ့ရင်းနှီးနေတယ်ဒါပေမဲ့စကားတော့ရမ်းပြောဖြစ်ပါနော်သူတည်လိုက်တာလုံးဝတချင်းကကြွလာတယ်အဲ့ဒါသဘောကျတယ်ဟုတ်ကဲ့ကျွန်တော်လည်းကြိုက်တယ်ဗျာကိုရေးတာတော့လိုက်တယ်ဗောနော်လိုက်ဖက်တယ်မိုက်အဲ့ဒီလာတာတွေကတော့တူတယ်ဒါပေမဲ့စင်ပြေပါတယ်ဟုတ်အဲ့ဒီချင်းစာသားတော့အဲ့လိုပေါ့နော်ဒီ verse 2နောက်ကြော့မဲ့အပိုက်လေးကိုကျွန်တော်ကအရင်တော့ပေါ့နော်ကျွန်တော်တွေးကြည့်တာပေါ့နော်ကိုအဲ့ချိန်တော့လည်းကိုဟင်းရလဲသူကတချင်းရေးနေတယ်ကိုရီးယားမှာတချင်းရေးနေတယ်ရေးစားကြောကိုဟင်းကျွန်တော်ချက်လေးပြပြီးတော့သူများရေးပေးနိုင်မလားပေါ့နော်ကျွန်တော် request လုပ်ကြည့်တော့သူကလည်းမအားဘူးဆိုတော့သူကလည်းမအားဘူးဆိုတော့ဘယ်လိုလဲဆိုတော့အဲ့တော့ဟိုကျွန်တော်စာပြန်ပြီးတော့ reply မပြန်တော့ကျွန်တော်ကလည်းဒီချင်းကိုကျွန်တော်တိုင်းမဲ့ကြော့ပြီးပေါ့လေကိုကရေးထားတဲ့အဲ့အတူလေးကိုပဲကြော့ပြီးပြန်ဆိုကြည့်လိုက်မယ်ပေါ့နော်ပြန်ဆိုကြည့်တော့လည်းအဆင်ပြေတော့လည်းမဲ့သူတို့ဟိုဒီ harmonia ကိုစစ်တူလို့ပါတယ်ဟုတ်တယ်ကျေးဇူးတင်တယ်သူကိုရဲသူ fan ဟုတ်တယ်ကျွန်တော်လည်းကိုစစ် harmonia ဒီချင်း harmonia ကိုစစ်တူကျွန်တော်လိုက်ပေးထားတာပေါ့လေဒီချင်းကတော့မတရားနေနဲ့ကိုရီးယား fan နဲ့ဒါမှမဟုတ်စစ်ကိုစစ်တူလို့ပါတယ်ဒါကိုအောင်လို့ဆိုဟုတ်တယ်ကိုစစ်တို့ကတော့ကျွန်တော်အများနဲ့နားထောင်နေတဲ့လူပေါ့နော်ဆရာကျူးတို့ကကျတော့ကျွန်တော်ဆရာပေါ့နော်အရင်ကဒီ record တဲ့ပိုင်းရောဒီ music master ရဲ့ပိုင်းတော့ကျွန်တော်အများကြီးလေးလာရတယ်ကျွန်တော်လက်ဦးဆရာလိုပဲပြောရပါဘောလေဒီချင်းကတော့ဘယ်လိုပဲဆိုတော့အခုကြာရင်ထွက်မှလေကျွန်တော်အားပေးပေါ့အားပေးပါအောင်ပေါ့ဒါအားပေးပါအောင်ပေါ့ stay tuned bro နောက်ဆက်လိုက်ပါအောင်ကျေးဇူးတင်ပါတယ်ဒီတချင်းကို music master ရင်းကကိုစမ်းမို့ထက်ကိုစမ်းရဆွဲပေးထားပါတယ်ဒီ cover art နဲ့ကျွန်တော် live video ကကျွန်တော်ကိုကျော်စောသူအဲ့တော့ကူညီပြီးတော့ကျွန်တော်တို့လုပ်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်